လို့တဲ့တကယ်လို့သင်တို့ကိုလူတယောက်ကသင်ကိုမနှက်ခင်းမှာလှမ်းအချက်တရာထိုးမယ်哦မွန်းတဲ့ချိန်မှာလှမ်းအချက်တရာထိုးမယ်ညချမ်းအခါမှာလှမ်းအချက်တရာထိုးမယ်တရက်ကိုလှမ်းအချက်ပေါင်း300ထိုးခံရမယ်ဘယ်လောက်ကြာအောင်ထိုးခံရမှာလဲဆိုတော့နှစ်ပေါင်း100နော်တရက်ကိုလှမ်းအချက်300ထိုးခံရမယ်နှစ်ပေါင်း100အဲ့လိုသင်ခံမယ်ဆိုလို့ရှိရင်သစ္စာ၄ပါးကိုသိရလိမ့်မယ်လို့များတစုံတစ်ယောက်ကပြောမယ်ဆိုလို့ရှိရင်သစ္စာ၄ပါးကိုသိဖို့အတွက်နှစ်ပေါင်း100တရက်ကိုလှမ်းအချက်300အထိုးခံလိုက်ပါတဲ့အဲ့လိုလှမ်းအထိုးခံရလို့သင်ဟာသစ္စာ၄ပါးကိုသိမယ်ဆိုလို့ရှိရင်အဲ့လိုသိခြင်းကိုရှင်သင်ရဲ့မချမ်းမသာသိရတယ်လို့မဆိုနိုင်ဘူးတဲ့အဲ့ဒါချမ်းချမ်းသာသာဝမ်းမြောက်ဝမ်းသာသစ္စာ၄ပါးကိုသိရတယ်လို့သာဆိုနိုင်နေတဲ့ဘာဖြစ်လို့လဲဆိုတော့သစ္စာ၄ပါးကိုမသိလို့ရှိရင်အဲ့ဒါလိုလှန်ထိုးခံပြီးတော့သိရတဲ့ဘဝပစိန်နဲ့ခေါင်းကိုဖြတ်ပြီးတော့သိရတဲ့ဘဝမြားနဲ့အပြစ်ခံရလို့သိရတဲ့ဘဝအဲ့ဒီလိုဘဝတွေဟာရည်တွက်လို့ရနိုင်မှာမဟုတ်ဘူးတဲ့နှစ်ပေါင်း100တရက်ကိုလှမ်းအချက်300ဆိုတာကရည်တွက်လို့ရတယ်အလွန်ရှည်လျားတဲ့သစ္စာ၄ပါးကိုမသိရင်ဆက်ပြီးတော့ဖြစ်ပေါ်လာမယ့်ဒုက္ခတွေဟာရည်တွက်လို့မရတဲ့အတွက်ကြောင့်ဆိုလိုတာကတရက်ကိုလှမ်းအချက်300နဲ့နှစ်ပေါင်း100လှမ်းအထိုးခံရတာသစ္စာ၄ပါးကိုသိဖို့နဲ့ဆိုင်တန်နေရပေါ့အဲ့ဒါကိုမြတ်စွာဘုရားကဝမ်းမြောက်ဝမ်းသာချမ်းချမ်းသာသာဒါကိုလက်ခံလိုက်ပါအဲ့ဒါလို့ဟောတာဒါကြောင့်ပိဋကပေါင်းတော်တို့သစ္စာ၄ပါးကိုမသိရင်ဖြစ်ပေါ်လာမယ့်ဆင်းရဲဒုက္ခသိရင်ချုပ်ငြိမ်းသွားမယ့်ဆင်းရဲဒုက္ခဒါတွေကိုကြည်ကြည်ပြည့်ပြည့်နားလည်ပြီးတော့သစ္စာ၄ပါးကိုသိဖို့အတွက်များစွာအာမဆိုင်တဲ့မို့လားအားဆိုင်တဲ့လေဟုတ်ရဲ့လားအဲ့ဒါမြတ်စွာဘုရားကခေါင်းမှာလောင်းနေတဲ့မီးကိုငြိမ့်သက်တဲ့ဝရိယမျိုးကိုဝတ်ထားတဲ့အဝတ်ကိုလောင်းနေတဲ့မီးကိုငြိမ့်သက်တဲ့ဝရိယမျိုးအဲ့ဒီလိုဝရိယမျိုးနဲ့သစ္စာ၄ပါးကိုသိအောင်ကြိုးစားရမယ်လို့အဲ့ဒါလိုလည်းဟောထားတာရှိတယ်ဒါလေးတွေကအသေးစိတ်ကလေးစဉ်းစားမှပို့ပြီးတော့မြတ်စွာဘုရားရဲ့တရားဒေသနာဟာအရသာပေါ်တယ်ပေါ့နော်ဆိုရပါစို့စိတ်ကူးကလေးနဲ့ကိုဝတ်ထားတဲ့အဝတ်ကိုမီးလောင်ကြည့်အောင်ကျန်တဲ့အလုပ်တွေအဲ့ဒီချိန်မှာဘာမှကောင်းတဲ့မထည့်လို့မရအောင်ဘာမှလည်းလှုပ်လို့မရအောင်ဒါကိုပဲအရင်လက်ဦးပထမဦးဆုံးအရေးအကြီးဆုံးဟုတ်တယ်မဟုတ်လားအဲ့ဒီနေရာမှာထားပြီးတော့ကြိုးစားကြရအောင်လို့သစ္စာ၄ပါးကိုသိဖို့အလုပ်တွေဘယ်အလုပ်မျိုးမဆိုတဲ့အရေးကြီးတဲ့အဓိကကြတယ်ဆိုတာမပေါ်လွယ်ဘူးလား